WG ဖွဲ့အဖြစ်ပါခင်ဗျကိုတို့ဖွဲ့စည်းလေးနာမည်တစ်ချက်လောက်မိတ်ဆက်ပေးပါခင်ဗျ ဟုတ်ကျွန်တော်တို့ဖွဲ့စည်းနာမည်က၄ရောင်ချဲလူမှုကူညီရေးအသင်းမှာလက်ကပန်ကောက်ရပါခင်ဗျာ ကောင်းပါတော့ဗောနော်ဒါကဒီရုံးမှာခိုလိုနေတဲ့ဒီသူတွေအတွက်ဆိုပြီးတော့ကိုတို့ဘက်ကလာလူသွားတဲ့အရာလေးတွေဖြစ်တယ်ဗောနော်ကိုတို့ဘက်ကလူတဲ့အရာလေးတစ်ချက်လောက်ပြောပြပါဦး ဒီဆန်လေးအိတ်ကတော့ကျွန်တော်တို့ရဲ့လက်ကပန်အောင်မှန်ဖောင်ဒေးရှင်းအဖွဲ့ကနေပြီးတော့ကျွန်တော်တို့ကိုစားလာလူပေးတယ်ကျန်တဲ့ဆန်စီဝါးတွေစီတွေကြတော့ကျွန်တော်တို့ရဲ့၄ရောင်ချဲကူညီလူမှုကူညီရေးအသင်းอ่ะဗောနော်လာပြီးတော့ လူတန်းပေးသွားတယ်ပေါ့နော်အခုလိုကျွန်တော်တို့ရုံးတွေလူတန်းပေးသွားတယ်အကိုတို့လင်းရောက်ချင်လူမှုကူညီရေးရောပြီးတော့လက်ကပန်းဖွဲ့စည်းရောကျွန်တော်တို့တွေကအထူးပဲကျေးဇူးတင်ရှိပါတယ်ပေါ့နော်ပြီးတော့အခုလိုကိုတို့ဒီလိုမျိုးလူတန်းပေးရတဲ့အတွက်ကိုတို့စိတ်ထဲမှာဘယ်လိုပီတီလေးဖြစ်ပေါ်လာလဲ ဟုတ်ကဲ့ဝမ်းသာပါတယ်ဗျာနောက်ဆိုလဲကျွန်တော်တို့အလင်းသေးတယ်လို့လက်ကူညီဖို့အင်အားတစ်ခုဖြစ်တော့ဗောနော်နောက်ဆိုလဲလာကြလာမြင်ရတော့လေဟုတ်ကဲ့ အခုလိုလူတန်းပေးတဲ့ကျွန်တော်တို့ WG ဖွဲ့ရောဒီရုံးမှာခိုလိုနေတဲ့သူတွေအတွက်ရောကိုတို့အဖွဲ့ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ပေါ့နော်